ခေအားလုံးပဲမင်္ဂလာပါဗျာကိုပြည့် channel လေးကနေမင်္ဂလာပါလို့အားလုံးကိုစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လည်ခင်းကိုပိုင်နိုင်ကြပါစေနော်ကိုပြည့်ရဲ့လက်ရှိဗီဒီယိုဖိုင်လေးကိုမြင်နေရတွေ့နေရဆိုတဲ့တဦးတယောက်ချင်းဒီတိုင်းမင်္ဂလာပါဗျနော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ရဲ့အဖွဲ့ဝင်လေးတွေတော့အောင်မြင်မှုရသွားပြီဗျကျွန်တော်အဖွဲ့ဝင်လေးတွေအောင်မြင်မှုရသွားပြီအောင်မြင်မှုလည်းအစီပြေသွားပြီဗျနော်ဘာဖြစ်အဖွဲ့ဝင်လေးတွေအောင်မြင်သွားပြီအပူဆိုတဲ့အတိုင်းပဲအပူကတော့ဒီမနက်မှာထွက်လာခဲ့ပြီညကတော့တစ်အပူပေးတာထွက်လာတော့ဟို66အပူတဲ့2 break တော့2 break ပဲဗျာနော်ဒါပေမဲ့မျိုးတွေအားလုံးပဲကိုပြင်းမိတ်တွေအားလုံးပဲအဆင်ပြေသွားပြီဗျအဖွဲ့ဝင်လေးတွေဗီဒီယိုဝိုင်လေးကိုမြင်နေဆိုရင်ပေါက်ကြီးလေးတွေမှန်ပါဗျနော်ပေါက်ကြီးလေးတွေမှန်ပေးပါကိုပြင်းမိတ်တွေအားလုံးပဲနော်ပေါက်ကြီးလေးတွေဝင်ပြီးတော့မှန်ပြီးခဲ့ကြပါအောင်ဗျာနော်ကဲညနေ4 နာရီခွဲတော့ကိုဗီဒီယိုဖိုင်လေးနဲ့တကွာလာရောက်တင်ပေးခြင်းလည်းဖြစ်ပါတယ်နေ့ကင်းကြရင်လည်းကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ကိုပြည့် official ဆိုပြီးတော့နောက်ထပ်တစ်ခေါက်မှလည်းကျွန်တော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်ဘက်ကနေ live လွှင့်ပေးမှာပဲဖြစ်ပါတယ်ဗျာနော်ဒါကတော့ကိုရီမိုင်းအားလုံးပဲဗီဒီယိုဖိုင်လေးကိုမမြင်ဘူးဆိုတဲ့မိတ်ဆွေလေးတွေအတွက်ကိုကျွန်တော်မိတ်ဆွေတွေကတော်တော်များများမတွေ့မှသိလို့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကြိုပြီးတော့တင်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော်ကိုပြည့်မိတ်ဆွေတွေအားလုံးကြိုတင်ပြီးတော့တင်ပေးခြင်းလည်းဖြစ်ပါတယ်ကိုပြည့်ရဲ့အခုဗီဒီယိုဖိုင်လေးကိုမြင်နေဆိုတဲ့အဖွဲ့ဝင်လေးတွေပေါက်ကြီးလေးတွေမှတ်မယ်။နေအတွက်မှလည်းထပ်ပြီးတော့ကန်ဆက်ချင်တယ်ဆိုတဲ့မိတ်ဆွေလေးတွေကင်မဆက်ကတေးဦးဆိုတဲ့မိတ်ဆွေလေးတွေအားလုံးပဲထပ်ပြီးတော့ကိုပြည့်နဲ့အတူတူကန်ထက်ဆက်လို့ရပါတယ်ဗျာနော်။ကိုပြည့်နဲ့အတူတူကန်ထက်ဆက်လို့ရပါတယ်။ကန်ဆက်ချင်တယ်ဆိုတဲ့မိတ်ဆွေလေးတွေကိုပြည့်နဲ့အတူတူကန်ထက်ဆက်လို့ရပါတယ်။ဆက်ပြီးတဲ့လူတွေကတော့နားကျင်နားလို့ရပါတယ်။ညနေမှာတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကန်ဆက်ချင်တဲ့မိတ်ဆွေလေးလိုက်ရှိုးလေးပြီး comment ထဲမှာကျွန်တော်ပြင်လေးထောက်ပေးမယ်။ကန်ဆယ်မဲ့နံပါတ်လေးရဲ့ကန်ဆယ်ကြီးလေးကိုကျွန်တော်တို့ပင်ထောက်ပေးမယ်ဗျကန်ဆယ်လို့ရပါတယ်ဗျနော်မျိုးတွေအားလုံးပဲကဲကိုပြည့်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒီညနေ4 နာရီခွဲမှာပတ်မဲ့ပတ်တီးကတော့9-3 ညပတ်တီးကိုပဲထပ်ပြီးတော့ကစားမယ်ထပ်ပြီးတော့ပတ်မယ်9-3 ညနဲ့ပတ်သက်ပြီးတော့လည်းအမျိုးတွေအားလုံးပဲမနက်ကကနန်းနေပဲပြန်ပြီးတော့ကျွန်တော်တို့ကစားမှာပဲဖြစ်ပါတယ်ဗျနော်9-3 ညပတ်တီးပဲဖြစ်ပါတယ်9နဲ့ပတ်သက်ပြီးတော့ကိုရီမိုင်းအားလုံးပဲ50နဲ့မှ50နဲ့မှ4ရဲ့50နဲ့မှ6ရဲ့56 54 59 56ရဲ့54ရဲ့59ရဲ့ကိုရီမိုင်းအားလုံးပဲ58ကပဲဖြစ်ပါတယ်ဗျာနော်56 54 59 58ပဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့3ညနဲ့ပတ်သက်ပြီးတော့3ည6 3ည2 3ည4 20 40 60 90ပဲဖြစ်ပါတယ်ဗျာနော်20 40 60 90ပဲဖြစ်ပါတယ်ကိုပြည့်ရဲ့တကွာကောင်းနေနဲ့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကိုပြည့်တခွက်ကောင်းအနေနဲ့အကြိုက်ဆုံးကနန်းတခွက်ကောင်းအနေနဲ့ချင်းမိတ်ဆွေတွေအားလုံးပဲကိုပြည့်အကြိုက်ဆုံးပေါ့နော်အကြိုက်ဆုံးရွေးထုတ်ထားတဲ့ကနန်းတခွက်ကောင်းအနေနဲ့ကတော့30နဲ့မှ6ဆိုတဲ့တခွက်ကောင်းလေးပဲဖြစ်ပါတယ်ဗျာနော်36ဆိုတဲ့ကနန်းတခွက်ကောင်းလေးပဲဖြစ်ပါတယ်နော်36ဆိုတဲ့ကနန်းတခွက်ကောင်းလေးပဲဖြစ်ပါတယ်ညနေမှာစပြီးတော့ကန်ဆက်ခြင်းနဲ့ကန်ဆက်အစ်စ်တွေရောကိုပြည့်နဲ့တူတူကန်ထက်ဆက်လို့ရပါသေးတယ်ကန်ဆက်ခြင်းနဲ့မိတ်ဆွေလေးတွေနော်ဝေးမအားလုံးမှာကန်ဆက်လို့ရပါသေးတယ်ဒီညနေစာလဲပါမယ်တောက်ကြနေပါလဲမောက်တိုဘတ်3ရက်စာလဲပါမှာဖြစ်ပါတယ်ကန်ဆယ်ခြင်းနဲ့မိတ်ဆွေလေးတွေကန်ဆယ်လို့ရပါတယ်ဗျအားလုံးပဲတက်တာပါဗျာနော်